Okay မင်္ဂလာပါဒီနေ့ကျွန်တော်ရှိမှာ Binance Box တစ်ခုရောက်နေလို့ကျွန်တော် unboxing လုပ်ပြမှာဖြစ်ပါတယ်ထဲမှာပါလဲဆိုတော့ brother တို့တူပဲကြည့်လိုက်အောင်ကဲအဲ့ဒါစကြရထဲမှာပါလို့ကြည့်လိုက် Box ကတော့တော်တော်ကြီးတယ်ဒီလိုပုံစံမျိုးလာပထမဆုံးတွေ့ရတာက Binance Postcard တစ်ခုတွေ့ရတယ်ဒီလိုမျိုးလေးဆွဲတိုင်းတော့တူးသမုံလေးဖြစ်သွားထားတော့ကြာမိုက်ကျွန်တော်ကကြိုက်တယ်ဒီ postcard ကိုတခြား postcard တွေဒီ postcard ကိုပို့ထားကြပို့ကြိုက်တယ်ကဲပြီးတော့နောက်ပါလဲတက်ကြည့်လိုက်ပထမတစ်ကမ်းမှာသူကမင်းဆွဲခက်ပထမတစ်ကမ်းမှာသူကဒီလိုမျိုးလေးပါတယ်ထဲအကျွန်တော်ထင်တာကတော့ mouse pad ဖြစ်မှာချင်တာ MacBook Case ဖြစ်မှာချင်တာဟုတ်တယ်ပါပေါ်မှာ MacBook Case ဖြစ်တယ်ထဲအသားလေးဆိုးပါမိုက်တယ်ဒါပေမဲ့ဒီဟာဟိုနဲ့မကနနဲ့ဆိုးမိုက်တယ်ဒီလိုပုံစံမျိုးတစ်ခုပါတယ်အပေါ်ဆုံးမှာတော့ပြီးရင်စကြည့်လိုက်အောင်နောက်တစ်ကမှာပါတယ်စကြည့်လိုက်အောင်နောက်တစ်ကမှာဒီလိုတစ်ချက်ပါတယ်ဒါအင်ဂျီဖြစ်မှာချက်ကြည့်လိုက်အောင်ဝါဒီမိုက်တယ်ကာလာဝီးက Binance ကာလာဝီးဒီလိုမျိုးဒါဟူဒီရော windbreak ကလည်းမျိုးတော့ထဲပါတယ်ဒါမျိုးပုံစံဒါမျိုးထဲပါတယ်စောင်းမိုက်ဒီမျိုးတစ်ထဲပါတယ်အော်လည်း Binance logo နဲ့ windbreak ကတစ်ထဲပါတယ်ကောင်းလေးတော်မိုက်တယ်ဝါအောင်တင်းလေးဒီလက်ပတ်ဘီးမှာလည်း Binance ဆိုတာဒီပါဒီကောင်းလေးတော်မိုက်တယ်မိုးရွာဒီမှာဆိုကောင်းလေးတော်မိုက်တယ်မိုးရွာဒီမှာဆိုတော်တော်လေးဘယ်လိုကောင်းမလဲလို့ထင်တယ်ဆိုမိုက်တယ်တော်တော်ကြိုက်တယ်ပြီးရင်နောက်ဆုံးတစ်ကန့်မှာပါတယ်လဲဆက်ကြည့်တော့ကန့်3ကန့်ပါတယ်နောက်ဆုံးတော့ဒါခုနအလေတစ်ကန့်ပေါ့နောက်ဆုံးတစ်ကန့်မှာဝါဆောင်းမိုက်ရောဒီ location လေးတစ်ခုပါခုခေတ်ကဘူးပါခစ်စားနေတော့ဒီ location တစ်ခုပါတော်တော်လေးကိုမိုက်တယ်အပြင်သွားရင်လည်းတွေ့ပြီးတော့သွားလို့ရတော်တော်မိုက်တယ်ဒီကောင်းလေးချစ်ရလေ Binance ပုံစံမျိုးမှာထဲမှာ4ဆိုရေးတာတော်တော်မိုက်တယ်နောက်ထပ်ကဒီလို88ပါတယ်အဲ့တမှာပါဆက်ကြည့်လိုက်ထဲမှာအိတ်ပဲကွာမိုက်တော့အေးရဟို Binance logo နဲ့အဲ့မိုက်တဲ့ပြင်းနေပါပုတ်သွားမယ်ဆိုရင်ဒီအိတ်နဲ့ဆိုကွက်တီပဲ share ပဲကျွန်တော်လည်းကြိုက်တယ်ဒီလိုအိတ်လေး quality ကလည်းတော်တော်ကောင်းတယ်ထင်နောက်မှာတန်နေပါတယ်နဲ့လုပ်ပြီးတာ quality ကလည်းကောင်းတယ်ဆိုးလို့ပြောအပြင်သွားရင်တော့ဝစ်လို့လွယ်သွားပြီပြင်သွားရင်တော့ဝစ်လို့ share ပဲစောင်းမိုက်ဒီဟာပဲပါပါတယ်ပါတော့3ကန့်မှာဒီ3ကန့်ပထမတစ်ကန့်မှာတော့ MacBook အတွက် case တစ်ခုပါတယ်အလဲတစ်ခုမှာတော့ windbreak ဒီအလဲတစ်ခုမှာက windbreak အလဲတစ်ခုမှာ windbreak ကပါတယ်အောက်ဆုံးတစ်ခုမှာတော့ဒီရုပ်လေးဒီအောက်ဆုံးတစ်ခုမှာဒီရုပ်လေးရဲ့အဲ့လေးရပါတယ်တော်တော်လေးမိုက်တယ်မစိုးလို့ပြောလို့ရတယ်ကျေးဇူးများတင်ပါတယ် Binance ခုလုပ်ပြရတဲ့အတွက်